အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကမချက်စားပြတာတော်တော်လေးကြာနေပြီဖြစ်တဲ့မြစ်ချင်ကိုဝက်ရိုးနဲ့ချက်ပါမယ်နော်ပထမဦးဆုံးဝက်ရိုးတွေကိုစားအနှဲငယ်အချိုမှုတ်အနှဲငယ်တကြားအနှဲငယ်နဲ့စနွေးမှုတ်အနှဲငယ်ထည့်ပြီးအရတာနေပါမယ်တကြားထည့်တာကလေဝက်သားကတကြားနဲ့အရင်ကိုလိုက်ဖက်တယ်တကြားအနှဲငယ်လေးထည့်လိုက်ရင်ဝက်သားရဲ့အရတာကလေးပြီးပိုကောင်းသွားလို့ပါနော်ရတာတွေနှံ့သွားအောင်တတိချာချာလေးနေပြီးနိုင်ဝက်လောက်နှက်ထားလိုက်ပါမယ်ဝက်သားကိုရတာနှက်ထားတဲ့အချိန်မှာတော့မြင့်ချင်တွေကိုအနေတော်ရွယ်လေးတွေခွာဆုပ်ထားလိုက်ပါတယ်ပြီးတဲ့အခါမှာတော့စူမြင့်ချင်တွေကိုရေနဲ့တေချာစင်အောင်ဆေးထားလိုက်ပါတယ်ဒါလေးကတော့ပိန်းဥပါပိန်းဥကိုလည်းအနေတော်ရွယ်လေးတွေလှီးထားလိုက်ပါတယ်ကျက်သွန်ဒီဥကြီးတဥကိုလည်းပပလေးတွေလှီးထားပါတယ်ဂျင်းနဲ့ကျက်သွန်ပြူအနှင်းငယ်ကိုလည်းထောင်းထားပါတယ်နော်ဒီနေရာမှာစုကမြင့်ချင်ကိုလုံးချက်မှာဆိုတော့လေမြင့်ချင်တဲ့ဝက်သားတွေကိုအိုးထဲမှာထည့်ပြီးရတာနေပါမယ်မြင့်ချင်တွေကိုထည့်လိုက်ပါတယ်ရတာနှက်ထားတဲ့ဝက်ရိုးတွေကိုလည်းထည့်လိုက်ပါတယ်ကျက်သွန်ဒီတွေကိုလည်းထည့်ပါမယ်ဂျင်းနဲ့ကျက်သွန်ပြူထောင်းထားတာလေးကိုလည်းရေညှစ်ပြီးအဖက်တွေကိုလည်းထည့်ပါမယ်အရတာတော့ကိုတော့စားအနှင်းငယ်နဲ့ကြက်သားမို့အနှင်းငယ်ထည့်ပါမယ်တချို့မြင့်ချင်ကလေငငယ်ချစ်ချင်မို့လို့စားအနှင်းငယ်ပဲထည့်ထားပါတယ်နော်အရတာမီးပြီးလို့မှပဲထည့်ပါမယ်စနွေးမို့အနှင်းငယ်ပဲထည့်ပါမယ်မြုပ်သည့်အစိမ်းမို့အရောင်တင်မို့ကိုလည်းဇွန်းသေးနဲ့တဇွန်းလောက်ထည့်လိုက်ပါတယ်မြင့်ချင်ရဲ့ချင်ဆုပ်ဆုပ်နဲ့ကိုထည့်မှုအတွက်စိမ့်စားငပိကိုလည်းထည့်ပါမယ်နော်ပြီးရင်တော့အားလုံးကိုအရတာတွေနှက်ဆန့်သွားအောင်တတိချာချာလေးနေပေးလိုက်ပါတယ်ဒီနေရာမှာလေးစုစီလုံးဝမထည့်ပါဘူးနော်ဝက်သားကထွက်လာတဲ့စီအနှဲငယ်လေးနဲ့ပဲချက်ပါမယ်ရှင်မြင့်ချင်ဦးတွေကိုရေမထည့်သေးပဲနဲ့9မိနစ်လောက်အဖုံးအုပ်ပြီးအရင်ချက်ပါမယ်9မိနစ်ပြည့်တဲ့အခါမှာတော့စုဖုံးဖွင့်ပြီးသူ့အရင်နဲ့သူ့ပဲဝက်သားနဲ့မြင့်ချင်တွေကိုခဏလုံးပေးလိုက်ပါတယ်ဝက်သားတုံးတွေကအခုလိုမျိုးသူ့အတုံးနဲ့သူခက်ချစ်ချစ်လေးဖြစ်လာပြီဆိုရင်တော့စုဝက်သားနဲ့မြင့်ချင်မြုပ်တဲ့အထိပေါ့နော်ရေထည့်ပြီးအဖုံးအုပ်ပြီးချက်ပါမယ်ဟင်းကများတော့လေဒီအဖုံးကတေးသွားတယ်မဆန့်ဘူးပေါ့နော်အဲ့တော့စုဒေနီအဖုံးကိုပဲဖုံးလိုက်ပါတယ်မိနစ်30လောက်ကြာသွားတဲ့အခါမှာတော့ခုနကတော့စုထည့်ထားတဲ့ဟင်းရည်တွေကစစ်သွားပြီပေါ့နော်အဲ့တော့စုပိန်းဥတွေကိုထည့်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့မြင့်ချင်ဝက်သားပိန်းဥတွေမြုပ်တဲ့အထိရေထည့်ပြီးဒုတိယတစ်ကြိမ်ထပ်ပြီးချက်ပါမယ်မြင့်ချင်ဟင်းကတော့လေကြကြချက်လေစားကောင်းလေပါပဲနော်ဒုတိယတစ်ကြိမ်ရေထည့်ပြီးချက်ထားတာမိနစ်30လောက်ကြာတဲ့အခါမှာတော့စုအဖုံးဖွင့်ကြည့်လိုက်တော့ပေါ့နော်ရေတွေကလည်းနောက်ထပ်တစ်ကြိမ်ထပ်ပြီးစစ်နေပါပြီဝက်သားတွေကလည်းကျက်နေပါပြီပိန်းဥဘက်တွေကလည်းကျက်နေပါပြီအဲ့တော့မြင့်ချင်ဟင်းကလေဟင်းရည်နဲ့မှစားကောင်းတာဆိုတော့ဟင်းရဲ့ဟင်းရည်အတွက်ကိုစုရေနောက်ထပ်တစ်ခွက်ထည့်ပြီးရေဆူလာတဲ့အထိခဏဆက်ပြီးချက်ပါမယ်ခုလိုမျိုးပပွက်ဆူလာပြီဆိုရင်တော့ဟင်းရဲ့ရတာကိုမြည်ကြည့်ပါမယ်ဟင်းရဲ့ရတာအပေါ်ငန်ကိုတော့မိမိစိတ်ကြိုက်လို့တို့ပြင်ဆင်လို့ရပါတယ်နော်ဒီမှာစုရဲ့မြင့်ချင်ဟင်းကတော့အငန်ပေါ့နေလို့စူစားအနှင်းငယ်ထပ်ထည့်လိုက်ပါတယ်ခုလိုမျိုးကြက်ကန်ဒီအချိန်မှာတော့လေမြင့်ချင်ဟင်းရဲ့အနက်ကမှုေးနေတာပဲစားချင်စရာကြီးဘေးအိမ်ကတော့အရန်ကိုစားချင်နေပြီလို့လှမ်းပြောရတဲ့အထိပါပဲမြင့်ချင်ဟင်းရဲ့ရတာကိုနောက်တစ်ချိန်ထပ်မြည်ကြည့်ပါမယ်ဒီတစ်ချိန်မှာတော့ဟင်းရဲ့ရတာကအနေတော်ဖြစ်သွားပြီပေါ့နော်အဲ့တော့စုရဲ့မြင့်ချင်ကိုဝက်ယူပိန်းဥတို့နဲ့ချက်ထားတဲ့ဟင်းကတော့ချက်ပါပြီရှင်မြင့်ချင်ဟင်းကတော့လေသွေးတိုးမှဆိုလို့စုခဏခဏချက်ဖြစ်တဲ့ဟင်းတွေမှာတော့မပါဘူးပေါ့နော်ချက်ဖြစ်တဲ့အချိန်တိုင်းလည်းထမင်းစားမိန်ပါတယ်စုလိုပဲမြင့်ချင်ဟင်းကြိုက်တဲ့လူတွေတစ်ခါတလေမှချက်စားကြနော်စုရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတားပါ